တွေအတွက်အရိုးရိုးခွေတတိုင်ကို2029ဒီဇင်ဘာ17ရက်နေ့ထိတနေ့ထပ်တိုးပေးရပါပြီ။ဒါအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ချက်အရတရှိရတွေမှာရရှိတတိုင်ကိုတော့မဲ့မြန်မာရာအိုနဲ့ BNN အလုပ်သမားတွေအနေနဲ့2026ဒီဇင်ဘာ17ရက်နေ့မတိုင်ခင်တတိုင်လို့လျှောက်ထားရပါမယ်။OS စနစ်ကနေလျှောက်ထားရမှာဖြစ်ပြီးလျှောက်ရခြင်းဘတ်100နဲ့ရစီချင်းဘတ်900စုစုပေါင်းဘတ်1000ကျတင်မှာဖြစ်ပါတယ်။ရှောက်ရမတိုင်ခင်မှာတတ်မှတ်ထားတဲ့ဆေးရုံမှာစစ်ဆေးရမှာဖြစ်ပြီးလူမှုဖူရုံရေးငွေရတဲ့ရင်ကျမရဲ့အမခံရဲ့ကြိုတင်ဝယ်ယူထားမှာဖြစ်ပါတယ်။နောက်ဆုံးရက်ဖြစ်တဲ့ဒီဇင်ဘာ17ရက်နေ့မှာရှောက်ရကိုညနေ9:00နာရီခွဲအထိတင်နိုင်ပြီးငွေပေးချေမှုကိုတော့ည8:00နာရီအထိဆောင်ရွက်နေပါတယ်။ခွင့်ပြုချက်မချသေးခင်အချိန်မှာပဲရှောက်ရရခိုင်ဖြစ်ပိုင်းနဲ့ငွေပြေးစာကိုပြထားပြီးအယုတ်စာရုံနေပါနဲ့။ဒါအပြင်ပတ်စပို့နဲ့ဗီဇာကိစ္စကိုတော့2029ဆိုရ30ရက်ထဲနောက်မကြပဲအပြေးဆောင်ရွက်ရပါမယ်။ဒါကြောင့်ဆောင်ရွက်စာတိုင်းကြကြမှုမရှိရအောင်အလုပ်ရှင်ရောအလုပ်သမားတွေပါဥပဒေတွေကိုအခုတည်းကကြိုတင်ပြင်ဆင်ထားကြဖို့တန်ဖိုးချင်ပါတယ်။ဖူးခက်မြို့မှာရွှေပြောင်းရုပ်သားတွေခရဲမွေးဖွားတာမြင်ပြရတဲ့အတွက်စီးကပ်တွေတင်ချက်ပေးဖို့အလုပ်သမားဝန်ကြီးစီတောင်းဆိုခဲ့ပါတယ်။အစိုးရဆဲရုံတွေမှာဟူကြက်တဲရတာကြောင့်ပြည်သူတွေရဲ့တန်ကြားချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဖူးခက်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကဒီပြဿနာတွေကိုအမြဲဆုံးဖြေရှင်းပေးဖို့စာရေးထားတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဆေးရုံတွေမှာဝန်ဆောင်မှုကြက်တဲရတဲ့အပြင်တရားမဝင်ဝင်ရောက်မှုတွေနဲ့တိုင်းနိုင်ငံသားပန်အလုပ်ခံတွေကိုလူယူနေကြတယ်လို့ဆိုပါတယ်။ဒါကြောင့်ရွှေပြောင်းရုပ်သားတွေရဲ့ကျန်းမာရေးအမခံစနစ်ကိုရရတုံးတက်ပြီးပုံမတိကျဖို့အဆိုပြုထားပါတယ်။ဒါအပြင်တိုင်းနိုင်ငံအတွင်းအဲမွေးဖွားခွင့်ဥပဒေကိုပြင်ဆင်ပေးဖို့နဲ့လူသားတွေရဲ့တာတင်မီတွေအပြင်မိခိုတူတွေကိုပါအမခံစနစ်နဲ့ထည့်သွင်းဖို့တိုက်တွန်းထားတာပါ။တရားမဝင်ရုံနေတဲ့သူတွေကိုတရားစစ်ဆေးဖို့နဲ့တည်တံ့တတ်မှတ်ထားတဲ့အလုပ်အကန့်တွေမှာဝင်ရောက်ကနေကြသူတွေကိုနှိမ့်နေဖို့ရပါဝင်ပါတယ်။ဒီပြဿနာတွေဟာပြည်သူ့ကျန်းမာရေးဘတ်ဂျက်နဲ့ဒေသခံတွေရဲ့အလုပ်အကန့်ရရှိရေးအပေါ်မှာတက်ရောက်နေတာကြောင့်အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ထိရောက်တဲ့အစီအမံတွေချမှတ်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ဒီကိုစေကတွေပုံမတင်းကြရရင်ထားရောက်မြောင်ရွှေဖြောင်းလူသားမိသားစုတွေအတွက်ကျန်းမာရေးနဲ့အလုပ်အကန့်ခွင့်ပြုချက်တွေမှာတက်ရောက်မှုကြီးမားလာနေတာကြောင့်တရားဝင်အထောက်အထားတွေကိုစနစ်တကျပြင်ဆင်ထားကြဖို့ဟောအပ်ပါတယ်